ကဘာကျော်ဘောလုံးအိုင်ကွန်ရိုနယ်ဒိုဟာအာကစားလောကကနေဟော်လီဝုဒ်ရဲ့အရှင်မင်းသားဖြစ်ကူးပြောင်းဖို့အရင်ကအထက်ပုံမှုနီးစပ်နေပြီဖြစ်ပါတယ်။မကြသေးမီက Fast and Furious ရုပ်ရှင်လောကထဲမှာရိုနယ်ဒိုကိုထည့်သွင်းပုံပေါ်ထားတဲ့ AI ဖန်တီးမှုတွေကပရိသတ်တွေကြားမှာအတော်လေးကိုခရက်ရက်ခက်သွားခဲ့ပါတယ်။မင်းသားကြီး Vin Diesel ကလည်းဒီဇလန်တို့ရဲ့နောက်ဆုံးထွက်ရှိမဲ့ရုပ်ရှင်မှာရိုနယ်ဒိုအတွက်တည်သက်ဇာတ်ကောင်တစ်ခုရေးသားထားပြီးဖြစ်ကြောင်းအတည်ပြုထားခဲ့ပါတယ်။ဒါကြောင့်အသက်40အရွယ်ရှိနေပြီဖြစ်တဲ့ Superstar ရိုနယ်ဒိုကိုဆယ်စုနှစ်နှစ်ခုကျော်ကြာကြာမြင့်ခဲ့တဲ့ Fast and Furious Action ရုပ်ရှင်လောကထဲမှာမြင်တွေ့ရဖို့ပရိသတ်တွေကမျှော်လင့်နေကြပါပြီ။ ဘောလုံးအားကစားဝါသနာရှင်ပရိသတ်များအတွက် iPad 98953လုံးမြင့်နဲ့ 1HP များကိုဝေချေးစိတ်ချတာနဲ့ Viber နံပါတ်399 558collection မှာစော်ကားနိုင်ပါပြီဖြစ်ပါတယ်ခင်ဗျာအခုချိန်မှာတော့ပေါ်တူဂီကန်ဝင်ကစားသမားရိုနယ်ဒိုဟာကမ္ဘာအကျော်ကြားဆုံးပုဂ္ဂိုလ်တွေကတူးဖြုတ်တာမကအခုခါမှာတော့နာမည်ကြီးရုပ်ရှင်ဇာတ်လမ်းတွေတစ်ခုမှာပါဝင်ပြီးသူရဲ့နာမည်ကျော်ကြားမှုကိုပုံမှုချက်တွင်တော့မှလည်းဖြစ်ပါတယ်။မကြသေးမီကထွက်ပေါ်လာခဲ့တဲ့သတင်းတွေအရရိုနယ်ဒိုဟာနာမည်ကြီး Fast and Furious ရုပ်ရှင်မှာပါဝင်လာတော့မယ်လို့သိရပါတယ်။ဒီသတင်းဟာရိုနယ်ဒိုတယောက်ရုပ်ရှင်နာမည်ကြီးတရုပ်ဆောင်တွေနဲ့အတူရိုက်ကွင်းပေါ်မှာတွေ့လိုက်ရပြီးတဲ့နောက်မှာပုံမှုသိကြသွားခဲ့ပါတယ်။မင်းသားကြီး Vin Diesel ကလည်းမကြသေးမီက Fast and Furious ရုပ်ရှင်အသစ်မှာနာမည်ကြီးအားကစားသမားတူပါဝင်လာလိမ့်မယ်လို့အရေးအမွှဲပြောကြားခဲ့ပါတယ်။အခုချိန်မှာတော့ရိုနယ်ဒိုဟာမင်းသားကြီး Vin Diesel နဲ့အခြားသရုပ်ဆောင်တွေနဲ့တူရှိနေတာဟာအမှန်တကယ်ဖြစ်ကြောင်းတွေးရှိရပါတယ်။မင်းသားကြီး Vin Diesel ဟာ NASA တိုက်စစ်မှုရိုနယ်ဒိုနဲ့အတူဓာတ်ပုံတွေ့ရခဲ့ပြီးတဲ့နောက်မှာသူကလူအမှန်ပဲလို့ Instagram မှာရေးသားခဲ့သလို Fast and Furious အဖွဲ့သားတွေကသူ့အတွက်အခမ်းကဏ္ဍတစ်ခုကိုပြင်ဆင်ထားတယ်လို့အတည်ပြုခဲ့ပါတယ်။ဒီသတင်းဟာလူမှုကွန်ရက်မှာချက်ချင်းပြန့်နှံ့သွားခဲ့ပြီး2026ခုနှစ်မှာထွက်ရှိဖို့ရှိတဲ့ Fast Forever Fast and Furious 11မှာရိုနယ်ဒိုကိုဘယ်လိုပုံစံနဲ့ပါဝင်လာမလဲဆိုတာကိုခန့်မှန်းမှုတွေကလည်းမြင့်တက်လာခဲ့ပါတယ်။ online မှာပြန့်နှံ့နေတဲ့ AI နဲ့ဖန်တီးထားတဲ့ပုံရိပ်တွေမှာရိုနယ်ဒိုကို Vin Diesel နဲ့အတူ action ခန်းတွေမှာကြည်ကောင်းအောင်တွေ့မြင်ရပါတယ်။ဒီပုံရိပ်တွေဟာတရားဝင်မဟုတ်သေးပေမဲ့ရိုနယ်ဒိုရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ကမ္ဘာလုံးဆိုင်ရာဆွဲဆောင်မှုတွေကဒီရုပ်ရှင်နဲ့ဘယ်လောက်ထိအဝင်ကြဖြစ်နေမလဲဆိုတာကိုသက်သေပြလို့နေပါတယ်။ဒီအချိန်ဟာရိုနယ်ဒိုအတွက်လည်းအဆင်ပြေဆုံးချိန်ဖြစ်ပါတယ်။ဘောလုံးသမားဘဝနောက်ဆုံးပိုင်းရောက်ရှိလာတာနဲ့အမျှသူဟာဘောလုံးလောကပြင်ပအနာဂတ်အတွက်ပြင်ဆင်နေတာပါ2025ခုနှစ်ဧပြီလမှာသူဟာဗီဒန်ဒရိုက်တာမက်သရူးဗန်နဲ့အတူ You Are Mark ဆိုတဲ့ကိုယ်ပိုင်စတူဒီယိုတစ်ခုကိုစတင်တည်ထောင်ခဲ့ပြီးအမေရိကန်ဖျော်ဖြေရေးလောကတွေကိုခြေလှမ်းဖို့ပြင်ဆင်ထားကြောင်းပြသခဲ့ပါတယ်ကျယ်ပွင့်နေစုံနေတဲ့ရုပ်ရှင်ဇာတ်လမ်းတွေ Fast and Furious ဇာတ်လမ်းတွေဟာနယ်ပယ်အသီးသီးကနာမည်ကျော်တွေကိုကြိုဆိုလို့ရှိတဲ့တမိုင်းကြောင်းရှိပါတယ်နဗန်လောကကနေ The Rock နဲ့ John Cena တို့ဝင်ရောက်လာသလိုမျိုးနာမည်ကျော်အဆိုတော်တွေလည်းပါဝင်ခဲ့မှုပါတယ်စီးပွားရေးအကြည့်မဲ့ဆိုရင်လေရိုနယ်ဒိုလိုကမ္ဘာပေါ်မှာလူသိအများဆုံးအားကစားသမားကိုထည့်သွင်းခြင်းကရုပ်ရှင်ရဲ့အောင်မြင်မှုကိုပုံမှုကြီးကျယ်စေမှာပါ2026ခုနှစ်မှာရိုနယ်ဒိုကိုကွင်းထဲမှာလည်းမဟုတ်ဘဲရုပ်ရှင်ကားကြီးထဲမှာမြင်တွေ့ရမလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်အခုနောက်ဆုံးရသတင်းတွေအရ2026ကမ္ဘာဖလားပြိုင်ပွဲကျင်းပဖို့6လလို့ဒီအပတ်ထဲမှာပဲစီယိုနယ်ဒိုဟာ Vin Diesel, The Rock တို့နဲ့အတူအခြားသော Fast and Furious တရုပ်ဆောင်တွေနဲ့ရိုက်ထားတဲ့ selfie ဓာတ်ပုံတစ်ပုံဟာအင်တာနက်စာမျက်နှာတွေပေါ်မှာပြန့်နှံ့သွားခဲ့သလိုပေါ်တူဂီကျပ်ပွေးဟာမြောက်အမေရိကမှာကျင်းပမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာပါဝင်ကစားရင်းသူ့နိုင်ငံအတွက်ပထမဆုံးသောဖလားကိုရယူပေးနိုင်ဖို့ကြိုးစားသွားမှာပါ